တာယာလာတဲ့ညနေခင်းလေးမှာအုတ်သိမ်းပြေရွာကအင်းတွေဆိုတဲ့အပြိုလေးရွာတော်ပိုင်းကိုရေခတ်ဆင်းလာလေသည် ဟဲ့အေဂရီရေခတ်တော့မလို့လား ဟစ်ဘောဟဲ့နေရောရေခတ်သွားမလို့ပဲလား ဟုတ်တယ်ဟာငါလည်းတယောက်တည်းပြနေရသူပြောမယ်လေ ဟုတ်ပြီတို့အချိန်မှာပဲဖုန်းကစောရောက်လာသည် ဟဲ့ရှင်မင်းတို့ရေခတ်သွားမလို့လား ယုံနဲ့လာမှတော့ရေခတ်ဘောဟဲ့ အော်ဟုတ်တာပဲနော်ဟိုလေးရှင်မင်း ဟုတ်ကဲ့ပြောလေ ပြောစရာရှိလို့ခဏနေခဲ့ပါလား ရှင်ဟုတ် ယမင်းဘာဟုတ်လဲနေခဲ့ပါနဲ့ ခဏလေးပါပဲအေဂရီမြန်လာခဲ့မယ်တွားနေနော် ပြီးရောမြင်မြလာနော်တို့ပြောပြီးအင်းတွေထွက်လာသည်ရေတွင်းနောက်ရောက်တော့ အေဂရီ ရှင်ဘာတူလဲလို့မမစာကြည့်ပဲ ဟုတ်တယ်အေဂရီကိုပြောစရာလေးရှိလို့ ရှင်ဟုတ်ပြောပါ ဟိုလေစောက်တဲ့တော့ကြရအရေးနဲ့မေ့ မမစာကြည့်ပြောလေ ဟို ကင်နရီကိုရီးစားစကားပြောမလို့မလား ဟုတ်တယ်မမကြောက်လို့မမကိုအပြေးပေးပါလားယင် အော်ချက်ချင်းကြီးကင်နရီကဘလို့ပေးရမှာလဲစောင့်ပေးပါ 10မိနစ်ဆောင်မယ် ဘလို့လို့ရမလဲတပတ်ဆောင် ဟမ်အကြာကြီး ဘာလဲမဆောင်ချင်ဘူးလား ချစ်တော်လဲစောက်ရမှာပေါ့